ဒီနေ့တော့ကြက်ဥဟင်းရယ်မုံလာဥသီးစုံချင်းရယ်ဟင်းရယ်နောက်ပြီးတော့ငပြရေကြော်ရယ်ငပိစိမ့်စားငပိလေးကိုရုပ်သီးစိမ့်လေးနဲ့လည်းကြော်ထားလိုက်ပါတယ်တကယ်တော့ဒီနေ့ချက်တဲ့ဟင်းကအိတ်ရှင်မာတိုင်းချက်တတ်တဲ့သမီးဦးကြဟင်းလေးပါပဲเนาะဘလို့ရရင်ပညာရစရာလည်းများများဆဆမရှိပေမဲ့ဟင်းချက်ရင်စကားပြောနေရတဲ့ခန်းစားချက်ကလေးကိုတော့ရတာပေါ့เนาะထုံးစံတိုင်းခရမ်းချင်သည်ကြက်သွန်နီကြက်သွန်အဖြူကြိတ်ပြီးတော့စီးတက်တယ်ပေါ့เนาะဆိုတော့တယောက်ပြောတာကြားလိုက်တယ်40ကျော်အရွယ်ဆိုတာတဲ့တကယ်ရွားတဲ့အရွယ်တဲ့ရွားတယ်ဆိုတဲ့အရာကိုတော့အဓိပ္ပာယ်အတမတတ်မှတ်တော့ပါဘူးပေါ့နော်တကယ်တော့လေကြားပဲဖြစ်ဖြစ်မပဲဖြစ်ဖြစ် single ပဲဖြစ်ဖြစ်တစ်ခုလက်ပဲဖြစ်ဖြစ်မုတ်ဆိုးပဲဖြစ်ဖြစ်မုတ်ဆိုးမပဲဖြစ်ဖြစ်40ကျော်လာပြီဆိုလို့ရှိရင်တော့လေအရင်တော့ချစ်ခဲ့တဲ့ငယ်ချစ်ဦးပဲဖြစ်ဖြစ်အရန်ချမ်းသာတဲ့ကြီးတဲ့ချမ်းသာတဲ့လူအိုပါကြီးရပဲလာတောင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ဘလောက်ပဲချမ်းသာယူကုန်မယူနဲ့တော့လို့ပဲအကြံဉာဏ်ပေးချင်ပါတယ်ပြောတာပြောရတာကြောက်ရသေးတယ်နင်ကလေရှိတော့ပြောအားရှိတာပေါ့လို့တော့မပြောကြပါနဲ့တော့တကယ်တော့စေတနာနဲ့ပြောတာပါလို့အဲ့ဒါလေးရှင်တို့ကိုလေနီးနီးညံ့ညံ့24/7ပြုစုဖို့အတွက်သူနာပြုလာငားတာလို့သဘောပေါက်ပါစဉ်းစားကြည့်လေ40ကျော်လာမှတော့အစားတွေလည်းအများကြီးစားနိုင်တော့ဘူးစိတ်နေရှည်တွေပုံပေးထားလို့ရှိရင်လည်းတဲဝါလို့မရတော့ဘူးအလူတန်းဆိုတာကလည်းရှိလို့ရှိရင်လူမဲမရှိလို့ရှိရင်မလူဘူးပဲပေါ့ငွေမရှိလို့လူရမွန်လည်းနေပလေးစီပါတော့လीနော်ဒီလိုကြက်တဲနေတဲ့အရာကြက်တဲနေတဲ့ခေတ်ကြီးထဲမှာကွာစင်ကယ်ဖြစ်နေရတာနည်းနည်းနော်ကုတူ40ကျော်ရဲဆိုတဲ့အရွယ်ကွာတက်တန်းလူတက်တန်း80တန်းမှာဆိုလို့ရှိရင်ထက်ဝက်ကျော်နေပြီးသွားပြီလူတက်တန်း60နဲ့တွက်မယ်ဆိုလို့ရှိရင်နောက်ထပ်တပုံပဲကျန်တော့နေဖို့နေရဖို့အချိန်အတွင်းမှာဒီလိုမျိုးပူပင်တော့ကပူလောင်ကြီးတွေနဲ့မနေပဲနဲ့ကိုယ့်ဘာကိုစင်ကယ်ဖြစ်နေတာကိုပဲဂုံသိက္ခာရှိစွာနဲ့ဆက်သွားပါလို့ကြံဉာဏ်ပေးချင်ပါတယ်ဒါပေမဲ့လေလူစိတ်ဆိုတာလည်းပြောလို့ရတာမဟုတ်လူတွေရောက်တယောက်နဲ့ကံတရားဆိုတာလည်းပြောလို့ရတာမဟုတ်ဘူးလေနော်အိမ်အောင်ပြုလိုက်တဲ့အချိန်မှာကံနေအများကြီးကောင်းသွားပြီးတော့ဘဝမှာအေးစစ်ဆန်စားတဲ့အမျိုးသမီးတွေအမျိုးသားတွေလည်းအများကြီးရှိကြတာပဲပေါ့နော်ပထမတော့ကတော့မယူနဲ့လို့ပြောပြီးတော့ပြီးမှဟိုလိုဒီလိုလာပြောတာကဆဲခံမှကြောက်လို့ပါကဲဟင်းချိန်နဲ့စကားပြောကောင်းလာလိုက်တာဟင်းလေးလည်းကြက်တော့မယ်ကျမနောက်ရက်ဒီမှာလည်းအိမ်မှာဘာလေးချက်အဲ့လိုမျိုးဟင်းချက်ရင်းနဲ့စကားလာပြောမယ်နော်ကျမဟင်းချက်တာအရင်ကြီးဟင်းချက်ကောင်းတာလားဆိုတော့လည်းမဟုတ်ပေမဲ့ကျမအိမ်ရမိသားစုကတော့ကျမချက်တဲ့ဟင်းတိုင်းကိုသူတို့အရင်ကြိုက်ပါတယ်ကျမရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Thanks for watching you bye bye